ကောင်မလေးဘတ်စကားပေါ်တက်လာတာနဲ့တပြိုင်နက်ကားတစ်စီးလုံးပန်းရင်းနှံတွေချက်ချင်းပြန့်လွင့်သွားခဲ့တဲ့ခရီးသည်အားလုံးကသူမကိုဆက်စုတဲ့မျက်လုံးတွေနဲ့လှည့်ကြည့်ကြသလိုအိပ်ပျော်နေတဲ့ကောင်လေးတောင်မှဒီရနံ့ကြောင့်နိုးလာခဲ့ရတယ်ကောင်မလေးကသူမရဲ့လက်ကိုသူမပြန်နှမ်းကြီးမှအိတ်ထဲမှာလက်လိမ့်ခရံတွေဖိတ်ကြနေမှန်းသိလိုက်ရတယ်သူမကတော့ဒါကိုတိတ်ပြီးအေးမဆိုင်မိပေမဲ့ကောင်လေးကတော့အဲ့ဒီရနံ့ကိုသူ့ရဲ့မျက်ညံထဲမှာအသေးဆွဲအောင်မှတ်သားထားလိုက်မိတယ်စာတင်နှစ်အသေးရဲ့ပထမဆုံးနေ့မှာကောင်မလေးကစာတင်ခန်းထဲကိုစောစောစီးစီးရောက်လာခဲ့တယ်။သူမအကြာကြီးကလေးကလိုချင်နေခဲ့တဲ့ထောင်ဆုံးကခုံလေးကိုဥအောင်သွားယူလိုက်တာပေါ့။ဒါပေမဲ့သူမခဏလောက်အပြင်ထွက်သွားပြီးပြန်လာတဲ့အချိန်မှာတော့သူမနေရာမှာကောင်လေးတစ်ယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်။ကောင်မလေးချက်ချင်းပဲဒေါသထွက်သွားခဲ့တယ်။သူညစ်ပတ်အောင်လုံးမှာစိုးရိမ်လို့သူမရဲ့အယုတ်လေးကိုလည်းအမြန်ပဲဆွဲယူလိုက်တယ်။ကောင်လေးကတော့ကြောင်တောင်တောင်နဲ့ကြည့်နေခဲ့တာပေါ့။ကောင်မလေးကဒါသူတို့ခုံဖြစ်လို့တချက်ဒါနေရာသွားရှာဖို့သူ့ကိုဒေါသတကြီးပြောတော့တယ်ဘေးနားကအတန်းဖော်တွေကလည်းကောင်မလေးဘက်ကနေဝိုင်းပြောပေးကြပေမဲ့ကောင်လေးကတော့တလက်မမမရွေ့ခဲ့ဘူးဘာလို့လဲဆိုတော့သူမျောလင်းတောက်တနေခဲ့တဲ့ရနံ့လေးကအဲ့ဒီနေရာမှာဆွဲကြံနေတယ်လို့ပါပဲနောက်ဆုံးတော့ကောင်မလေးလည်းတခြားရွေးချယ်စရာမရှိပဲသူ့ဘေးမှာပဲဝင်ထိုင်လိုက်ရပြီးအတန်းဖော်ထိုင်ဘက်တွေဖြစ်သွားကြတယ်နေ့ရက်တွေကုန်လွန်လာတာနဲ့အမျှသူတို့နှစ်ယောက်တဖြည်းဖြည်းရင်းနှီးလာခဲ့ကြတယ်ကောင်မလေးကသူမရဲ့အယုတ်လေးကိုကောင်လေးကိုခိတ္တငါဆော့တက်တယ်လို့သူမရဲ့လက်လိမ့်ခရံတွေကိုတောင်ကောင်လေးရဲ့မျက်နှာပေါ်ရှောက်လူပေးတတ်သေးတယ်ကောင်လေးဒေါသထွက်သွားလိမ့်မယ်လို့သူမထင်ခဲ့ပေမဲ့ကောင်လေးကတော့ဒေါသထွက်မဲ့အစားအတွေ့နဲ့နှိမ့်ဝင်သွားခဲ့တယ်ဘာလို့လဲဆိုတော့ဒါကသူလိုက်ရှာနေတဲ့ရနံ့မဟုတ်လို့ပါပဲအတန်းပြီးတဲ့အချိန်မှာဆီယာမကအတန်းကောင်းဆောင်တယောက်ရွေးချယ်ဖို့အကြံပြုခဲ့တဲ့ကောင်မလေးရဲ့တငယ်ချင်းကသူမကိုချက်ချင်းပဲအဆိုပြုလိုက်ပြီးအတန်းတစ်ခုလုံးကလည်းသဘောတူခဲ့ကြတယ်နောက်ဆုံးမှာတော့သူမလည်းအတန်းကောင်းဆောင်ရာထူးကိုလက်ခံလိုက်ရတာပေါ့ဒါပေမဲ့သူမရာထူးလက်ခံပြီးတာနဲ့ပြဿနာတွေကချက်ချင်းလိုက်လာတော့တာပဲအခက်အခဲဆုံးပြဿနာကတော့အပေါ်ထက်ကနေထွက်လာတဲ့စူညံတန်တွေပါပဲမကြေမနက်ဖြစ်နေတဲ့ចောင်းသားတွေကိုစိတ်အေးသွားစေဖို့အတွက်ကောင်မလေးကအပေါ်ထက်ကိုကိုယ်တိုင်တက်ပြီးဖြည့်ရှင်းဖို့သွားခဲ့တယ်အပေါ်ထက်ကအတန်းကောင်းဆောင်ကောင်လေးကိုမြင်လိုက်ရတဲ့ခဏမှာပဲကောင်မလေးရဲ့ရင်တွေတရိမ့်တိမ့်ခုန်သွားခဲ့ရတယ်။သူမလာရတဲ့အကြောင်းရင်းကိုရှင်းပြတော့ကောင်လေးကလည်းချက်ချင်းပဲရိုးရိုးသားသားတောင်းပန်ခဲ့တယ်။ဒါကပဲသူမကိုသူ့အပေါ်ပို့ပြီးသဘောကျသွားစေခဲ့တာပေါ့။သူမရဲ့စာတင်ခန်းကိုအပြန်လမ်းမှာတော့ကောင်မလေးကကောင်လေးရဲ့ရင်ခွင်ထဲကိုအမှတ်မထင်ဝင်နိုင်မိသွားခဲ့တယ်။အဲ့ဒီအချိန်ကျမှပဲကောင်လေးဟာသူ့တစ်ချိန်လုံးတောက်တရှာဖွေနေခဲ့တဲ့ရနံ့ပိုင်ရှင်လေးကသူမဖြစ်မှန်းချက်ချင်းရိပ်မိနားလဲသွားခဲ့ပါတော့တယ်။